အားလုံးပဲမင်္ဂလာပါဗျာဒါဟိုရက်ကတင်ဆက်ပေးတဲ့12ဘင်းကားရဲ့မီးကွက်ဒီနေ့မှပြီးတယ်ဗျာညာမိုးချုံမှပြီးတော့ဗီဒီယိုတင်တာလေးနောက်ကျသွားပါတယ်ဗျာဒီပိုင်ရှင်ကကျွန်တော်ကိုရက်ကြာခြင်းတလောက်ကြာပေါ့ဗျာကိုစာနီအေးဆေးလောက်ပါတဲ့ဒီနေ့ကိုဖုံးဆက်ပြီးမေးပါသေးတယ်ဗျာအဲ့တော့စိတ်အေးလက်အေးလောက်ရတဲ့ပစ္စည်းပေါ့ဗျာစိတ်အေးလက်အေးဆိုပေမဲ့လည်းရက်တွေတအားကြာနေတော့လည်းမကောင်းဘူးဗျာအဲ့တော့ပစ္စည်းကတစားစီဖြုတ်ထားတော့ဟိုရောက်ဒီရောက်ပျောက်မှလဲဆိုးရတယ်ဗျဒီသူအကောင်းလိုချင်တဲ့ခွက်ကအဲ့အတွင်းထဲကအတိုင်တွေကတန်ကြီးတားတက်ပြီးဆွေးနေဗျအဲ့တော့ကျွန်တော်သူပေးထားတဲ့ခွက်အဟောင်းတွေကနေအဟောင်းနာပြောတာအကောင်းကြီးပါဗျအဲ့အကောင်းကြီးဖြက်စီးပြီးတော့ဒီဘက်ကိုကျွန်တော်ယူတက်ပေးမယ်ပေါ့ဗျအဲ့နတ်တိုင်တွေကမီးချိန်တဲ့နတ်တိုင်တွေပေါ့ဗျမီးကွက်ကရေဝင်ထားတော့တန်ကြီးတွေစားပြီးတော့အဲ့နတ်တိုင်တွေကဆွေးနေတယ်ပေါ့ဗျတကယ်ဆိုရင်တော့ဒါကျွန်တော်လုံးမပေးလဲဘာမှမတတ်နိုင်ဘူးပေါ့ဗျာဒါဒီလောက်ထိတစားစီဖြုတ်ပြင်ပြီးမှတော့ပိုင်ရှင်ပေးထားတဲ့အချိန်နဲ့ဒါပြီးသားတစ်လုံးပါဗျာအဲတစ်လုံးချင်းဖြုတ်လို့ရတယ်ပေါ့နော်ပိုင်ရှင်ပေးထားတဲ့အချိန်နဲ့အချိန်လောင်းရတဲ့အတွက်ကျွန်တော်ရအောင်လုပ်ပေးပါတယ်ဗျာဒါတော့ကျွန်တော်တို့အလုပ်ပို့တာပေါ့နော်ပို့တယ်ဆိုပေမဲ့စေတနာနဲ့လုပ်တဲ့အလုပ်ပါဗျာလို့ပိုင်ရှင်ပေါ်စေတနာထားပြီးလုပ်ပေးပါတယ်လို့အချိန်ရတဲ့ပစ္စည်းကတော့ကျွန်တော်ဘာမဆိုဘယ်နာလိုသေးတယ်ဘာလုပ်ပေးရမလဲအများတန်းကြည့်ပြီးလုပ်ပေးပါတယ်ဗျာအော်ဒီဘက်ခွက်ကဖောက်ထုတ်လိုက်တဲ့နတ်တိုင်ကလည်းတန်ကြီးကတော့နင်းငယ်တော့စားရတယ်ဗျာဒါအဟောင်းဘက်ကဆိုတော့အပေါက်နည်းနည်းတော့ကြီးတယ်ဗျာဖောက်ထုတ်ရတာလေဟိုဘက်ထဲတာတော့တီးတီးပေါ့ဗျာအဲတန်ကြီးနင်းငယ်တော့စားတယ်ဒါပေမဲ့သူစားနေတဲ့တိုင်ထဲဆိုင်တော့ခံတာသေးတယ်ပေါ့ဗျာတော်သေးတယ်အဲ့မှာအဲ့ဒါလေးကျွန်တော်လဲထည့်ပေးအောင်မယ်ဗျာဆလောင်းနှိမ့်မြင့်ချိန်လို့ရတော့အောင်လို့ပါဆလောင်းနှိမ့်မီးချိန်လေးတွေအဆင်ပြေတော့အောင်လို့ပါနော်ဒီလောက်ထိတစားစီဖြုတ်လုပ်ပြီးမှမီးချိန်ရမရဘူးဆိုရင်လည်းဒါကိုယ်ပါဇက်တည်းရှိတာပါဗျာရတယ်မရဘူးကတော့ရအောင်လုပ်ရင်ရပါတယ်လို့အလောက်ကစူးစမ်းခြင်းစိတ်ရှိဖို့ပဲလိုအပ်ပါတယ်နောက်တစ်ခုကအဲ့အတိုင်ကောင်းသွားပြန်တော့ဂီယာပေါက်တွေကမကောင်းပြန်ဘူးဗျဂီယာပေါက်တွေအကုန်တစားစီဖြုတ်ပြီးတော့ကြည့်လိုက်တော့တစ်ဖက်ကိုပင်နေရအဲ့မှာ3လုံးစီပေါ့ဗျာတီးလေးနဲ့ဆို4လုံးပေါ့ဗျာအကြီး2လုံးသေး2လုံးဆိုတော့ပင်နေရတွေကအဲ့လိုဒိတ်ကုံတွေပဲ့ကြွေတယ်ပေါ့ဗျာအဲ့တော့ကောင်းတာလေးတွေရွေးပြီးတော့တစုံကောင်းအောင်တော့ထည့်လိုက်တယ်ဗျာခွက်အဟောင်းနေကောင်းတာလေးတွေဖြုတ်ယူလိုက်တယ်ဒီလိုတွေပဲ့နေတော့လှည့်မရတဲ့ဟာတွေရှိတယ်ဗျာအဲ့တော့ပင်နေရလေးတွေရောကောင်းအောင်လို့အကုန်ဖြုတ်လဲပေးပါတယ်ဗျာဝတ်ကြည်တန်းကြီးအလုံးလောက်တာမဟုတ်ဘူးဆိုလိုချင်တာပါဗျာခုဒါအကုန်လှည့်လို့ရပါပြီဗျာရှော့ရှူဒါလည်းပိုင်ရှင်ရဲ့အချိန်ပေးတဲ့ပုံလည်းအများကြီးမူတည်ပါတယ်ဗျာလို့တချို့ကြတော့ကိုဒီနေ့အပ်ပြီးတော့ကိုစားနီမနေ့ပြန်ပြီးကျင်တာတို့ပါတော့အဲ့လိုဆိုရင်တော့လုံးမပေးနိုင်ဘူးပေါ့ဗျာနော်ဒီအုံနာကတော့ကျွန်တော်ကြာကျင်တဲ့လောက်ကြာကိုစားနီလုံးရင်အေးဆေးဆေးတာလုံးအဲ့လိုခွင့်ပြုထားတဲ့မီးကွက်ပါဗျာကားလည်းတခြားပိုင်းတွေပြင်နေသေးတယ်ပေါ့ခုတော့ဒီလောခလုတ်လေးတွေကောင်းတာမှစားအကုန်လုံးလိုအပ်တာမရှိအောင်အကုန်လုပ်ပေးတယ်ဗျာဒါသူလဲကောင်းကိုလဲကောင်းပေါ့ဗျာဒီအတွင်းဆလောင်းအဲ့ဒီတန်ကြီးတက်နေတဲ့ဟာကြီးဆိုရင်လည်းဘာပဲပြောကျွန်တော်တဲကန်းနဲ့မှုတ်ချင်တာဗျာကျွန်တော်မှလည်းတဲကန်းမရှိဘူးအဲ့တော့ကျွန်တော်တမ်ပရာဘိန်းနဲ့ပဲတန်ကြီးတွေချုပ်ပြီးတော့နီကယ်ဆေးနဲ့ပဲမှုတ်လိုက်တယ်ပေါ့ဗျာစပရေးဘူးနဲ့လေဒါလူမမြင်ရဘူးဆိုပေမဲ့ဒီကပြန်ကျွတ်လိုက်မဲ့တန်ကြီးတွေကမီးကွက်တွေကိုဒုက္ခပေးအောင်ပါဗျဒါအရင်ကအဟောင်းကျွန်တော်တင်ဆက်ပြီးသားတန်စကားဘလဘောကဒီလိုကြည့်မလားတဲ့ဟာတွေကိုပိုင်ရှင်ကအကုန်ရှင်းထုတ်ချင်တာလှချင်တာသူအော်ကြောလေးတိုင်းရချင်တာပေါ့ဗျအဲ့အတွက်ကြောင့်မီးကွက်တစ်စုံလုံးကိုအပြက်ခံပြီးတော့ကိုစားနီစိတ်တိုင်းကြတာချပြားတဲ့အခုဒါလုံးဝပြီးစီးထားတဲ့အနေထားပေါ့ဗျာဒါပိုင်ရှင်တော်အကြောင်းမကြားရသေးဘူးဗျဒီမှာမီးကွက်တစ်စုံလုံးဝအပြက်စီးနော်ပြန်သုံးလို့မလွယ်တော့မကောင်းတော့ဘူးပေါ့ဗျာကျွန်တော်လိုချင်တာတွေဖောက်ထုတ်ဖြတ်ထုတ်ယူပလိုက်တယ်ပေါ့ဗျာနော်ဘာပဲပြောဒီတစ်စုံသူအကောင်းရဖို့ရလိုအပ်တယ်ဟိုက်မှာတန်စကားရှာလို့ကိုမတွေးတော့ဘူးကျွန်တော်အကုန်ဖျောက်ပလိုက်ပြီဒါဆေးမှုတ်ထားတာမဟုတ်ဘူးဗျနော်ဆေးမှုတ်တဲ့အဆင့်မရောက်သေးဘူးဗျကျွန်တော်မှလည်းဆေးမှုတ်စရာမရှိပါဘူးလို့တန်စကားရှာလို့မရတော့အကုန်အပြောက်တီးထဲပလိုက်ပြီဗျာဒါပိုင်ရှင်တော့စိတ်ကြည်နာမယ်လို့တော့ထင်ပါတယ်ဗျာကဲကျွန်တော်ကတော့
ကျွန်တော်လှုပ်ထားတဲ့ဟာလေးကျွန်တော်ကြည့်ပြီးစိတ်ချမ်းသာနေပါတယ်ဗျာလို့အဲ့တော့ဒီမိကွက်လေးကဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်3သိန်းနဲ့1000ထင်တာပဲဗျပိုင်ရှင်ကိုပြောလိုက်တာကျွန်တော်မေ့တော်မေ့သွားပြီ3သိန်းတော့စွန်းတယ်ဗျာအဲ့လောက်တော့ကြာတယ်ဗျာအဲ့တော့ဒီလိုလှုပ်ချက်ဒီလိုလဲရလေးအဲ့လိုလေးတွေတသက်ရရလေးလှုပ်ချင်ရင်အချိန်ပေးနိုင်ရင်ရပါတယ်ဗျာလို့ချိန်ပေးနိုင်တဲ့ပုံမူတည်ပြီးတော့လှုပ်ပေးနိုင်ပါတယ်လို့ဒီနေ့အမနဲ့ပြန်ယူဆိုရင်တော့မရဘူးပေါ့ဗျာဒါလုံရင်တော့2ရက်3ရက်အတွင်းတော့ပြီးနိုင်ပါတယ်ဗျာကျွန်တော်ကတခြားလုပ်တွေတအားများတဲ့အတွက်ရက်ကြာသွားတယ်ဗျာ10ရက်လောက်တော့ကြာသွားတယ်ဒါပေမဲ့လည်းဒီတိုင်းတာတစ်ခုပိုင်ရှင်တွေမနေနိုင်ရပါဘူးဗျာလိုအပ်သည်မရှိအောင်လုပ်ပေးလိုက်ပါတယ်ဗျာယုံကြည်စွာအနန္တနဲ့ကျွန်တော်ကားအုံနာများလည်းကျေးဇူးထူးတင်ပါတယ်ဗျာဗီဒီယိုဆုံးအောင်ကြည့်ရှုပေးတဲ့ပရိသတ်များလည်းကျေးဇူး